ဒိတ်ဒိတ်ကျဲတထေးကြီးတွေနဲ့ကွာရှင်းကချမ်းသာတဲ့တစ်ခုလက်ဘဝကိုဖျက်ဆီးနေကြတဲ့မင်းသမီး၃ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စမ်းကြည့်ပါ page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အိမ်အောင်ကြီးကန်ဆိုတာဘယ်သူမှကြုံမမြင်နိုင်ဘူးဆိုသလိုအိမ်အောင်ပြူတိုင်းလဲရာသက်ပံပေါင်းဖက်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူးအိမ်အောင်တစ်ခုမြဲဖို့ဆိုတာထမ်းမြတ်တာတွေရုပ်ရည်ချုံမမှုတွေအောင်မြင်ကြော်ကြားမှုတွေနဲ့လုံးဝမဆိုင်ပဲသဘောထားမတိုက်ဆိုင်လို့ကွာရှင်းပြီးတော့တစ်ခုလက်ဖြစ်ခဲ့ကြရတဲ့မင်းသမီးတွေလည်းအများကြီးပဲဖြစ်ပါတယ်ဒီမင်းသမီး၃ဦးကတော့ခရိုနီတထေးကြီးတွေကိုယူပြီးတော့အကြောင်းမတိုက်ဆိုင်လို့ကွာရှင်းလိုက်ကြပြီးချမ်းသာတဲ့ဘဝကိုဖျက်ဆီးနေကြတာဖြစ်ပါတယ်နံပါတ်1မိုဟီကိုကိုပရိသတ်အများစုကအိမ်အောင်မကြဘူးသေးတဲ့အပြိုကြီးလို့ထင်ကြတာများပါတယ်။တကယ်တော့မိုဟီကိုကအိမ်အောင်ကြဘူးပြီးသားအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အောင်မြင်ကစားအရွယ်မှာမိုဟီကိုကငွေကြေးချမ်းသာပြည့်စုံတဲ့ဒါရိုက်တာတဦးနဲ့လက်ထပ်ထိမ်းများလိုက်တာဖြစ်ပါတယ်။ဒါရိုက်တာကမိုဟီကိုရဲ့မွေးနေ့ဆိုရင်လည်းကြီးကျယ်ခမ်းနားအောင် surprise တိုက်တာမျိုးတွေရှိခဲ့ပါတယ်။လက်ထပ်တဲ့အချိန်မှာတခန်းတနာလက်ထပ်တာမျိုးလည်းမရှိဘဲအကျဉ်းယုံလေးသာစီစဉ်ပြီးတော့လက်ထပ်ခဲ့ကြတာပါ။မိုဟီကိုတို့ကလက်ထပ်ပြီးသိမ်းမကြခင်မှာကွာရှင်းဆဲလိုက်ကြပါတယ်။ဒါအပြင်နင်နာကြီးအနေနဲ့မိုဟီကိုကစီးစိမ်တစ်ဝက်ကိုရရှိလိုက်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းမိုဟီကိုကမင်းသမီးတွေထဲမှာအချမ်းသာဆုံးစီးရင်ဝင်တစ်ယောက်အဖြစ်ရက်တီလို့နေတာဖြစ်ပါတယ်။အခုချိန်ထိကိုမိုဟီကိုနဲ့ခင်မိုဟောင်းတို့ကပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်နေကြတော့မဲဖြစ်ပါတယ်ရှင်။နံပါတ်1ချမ်းမီမီကိုကမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးရင်ဝင်တထေးကြီးနဲ့လက်ထပ်နိုင်ခဲ့တာမို့ဆိုရှယ်မီဒီယာမှာစိတ်ဝင်စားခံရပြီးတော့ပွဲတစ်ပွဲလုံးဖြစ်ခဲ့ပါသေးတယ်။ဒါအပြင်ချမ်းမီကိုရဲ့ခင်ပွန်းဖြစ်သူကမင်္ဂလာဆောင်မှာလာကဘာတိဟန်နီမွန်းထွက်မှာဆိုပြီးတော့လဲလေးပေါ်ခဲ့ပြီးတော့အခုချိန်ထိစားနောက်ခံနေရတာဖြစ်ပါတယ်။လာကဘာတိသွားမဲ့ခင်ပွန်းဖြစ်သူနဲ့ချမ်းမီကိုကဆက်ဆံရေးအဆင်မပြေတာမို့လမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။ချမ်းမီကိုကခင်ပွန်းဖြစ်သူစီကနေစိုက်ပျိုးရေးခြံနေနဲ့ဝိုင်းခြံနေအများကြီးကိုလည်းပိုင်ဆိုင်ရရှိလိုက်တာပါတသက်စာစားမကုန်တဲ့ပိုင်ဆိုင်မှုတချို့နဲ့အတူချမ်းသာတဲ့တစ်ခုလည်းဘဝကိုဖျက်ဆီးလို့နေတာဖြစ်ပါတယ်ချမ်းမီကိုကအနုပညာအလုပ်လည်းမလုပ်ဖြစ်တော့ပဲသားဖြစ်သူနဲ့သာဘဝကိုဖျက်ဆီးနေရလဲဖြစ်ပါတယ်ရှင်နံပါတ်3ဆိုမြတ်သူစာကလည်းအပြိုကြီးမမလို့ထင်ခံနေရတဲ့တခုလက်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ဆိုမြတ်သူစာပုံမူကြီးတစ်ယောက်နဲ့မင်္ဂလာအခမ်းအနားကိုအကြီးကျယ်ဆောင်ပြီးတော့လက်ထပ်ခဲ့ပူပါတယ်။မင်္ဂလာပွဲကိုလည်းတစ်ပွဲတည်းလုပ်တာမဟုတ်ပဲ၃ပွဲလောက်လုပ်ပြီးတော့လက်ထပ်ထိမ်းများခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆိုမြတ်သူစာကအိမ်အောင်ကြီးကံမမြဲခဲ့ပြန်ပါဘူး။ခင်မုန်းဖြစ်သူနဲ့ကွာရှင်းလိုက်ရပြီးတော့သားသမီးလည်းမထွန်းကားခဲ့ပါဘူး။ပိုင်ဆိုင်မှုခွဲလိုက်ပြီးဆိုမြတ်သူစာအနုပညာအလုပ်ကိုသာဒီဇိုင်းမမတ်နဲ့ဆက်လက်လုပ်ကင်နေတာဖြစ်ပါတယ်။ဆိုမြတ်သူစာကအနုပညာဆန်းကောင်းတာကြောင့်အောင်မြင်တဲ့မင်းသမီးအဖြစ်ကိုဒီကနေ့အချိန်ထိရက်တည်ပြီးတော့ကိုရိုင်းစူးစမ်းရှာဖွေနေတော့ဖြစ်ပါတယ်။ဆိုမြတ်သူစာကလက်ရှိမှာမြို့သမီးချင်းချစ်ကြိုက်နေတဲ့ဆိုပြီးတော့လဲကောလာဟလတွေထွက်ပေါ်နေပါတယ်။ဒိတ်ဒိတ်ကျဲတထေးကြီးတွေနဲ့ကွာရှင်းပြီးတော့ချမ်းသာတဲ့တစ်ခုလက်ဘဝကိုဖျက်ဆီးနေကြတဲ့မင်းသမီး၃ဦးအပေါ်ပရိသတ်တို့ရဲ့မြင်လေးကိုလည်း comment လေးထဲမှာရေးခဲ့ပေးပါအောင်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။